သင်္ကခေါ်ရီလာတကောင်နောက်ပြီးသင်္ကလူရောက်တရားနဲ့ချရတော့မယ်။ခေါ်ယူပါတဲ့ Animal Crime TikTok ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့လူရောက်တရားကိုခေါ်ရီလာတကောင်အနေနဲ့ဘယ်လိုချရမလဲဆိုတာသင်ပေးသွားမှာပါ။ပထမဆုံးပြေးလာတဲ့တရားကိုဖမ်းလိုက်ပါ။ဒီတရားကိုမြေကြီးပေါ်ကိုအသက်မရှိတော့အထိလွှဲရိုက်ပလိုက်ပါ။ပထမဆုံးတရားကသင်ရဲ့လက်နက်ဖြစ်လာပါလိမ့်မယ်။ဒီလက်နက်ကိုအသုံးချပြီးထပ်ပြီးပြေးလာတဲ့သူတွေကိုရန်ထုတ်ပါ။ရန်ထုတ်ရင်အယောက်20လောက်ကြာသွားတဲ့အခါသူတို့ရဲ့ body ကိုကင်ပြီးတော့ကျန်တဲ့အယောက်80စီကိုပစ်ပါ။လူတွေကိုတိုက်ခတ်တဲ့အခါမှာအောက်ပိုင်းကိုအဓိကထားပြီးတိုက်ခိုက်ပါ။သို့တိုက်ခိုက်ခြင်းဟာသူတို့ကိုနေသွားပါစေလိမ့်မယ်။နောက်ပိုင်းလူနည်းစုပဲကျန်တော့တဲ့အခါသင်ဟာသူတို့ကိုနိုင်လို့ရပါပြီ။သင်ဟာရာဇဝမှုရဲ့ကျန်တဲ့သက်တွေဆိုရင်ဒီကောင် online follow တွေ့ထားပါမကြခင်မှာပြန်တွေ့ပါမယ်။သင်ကခေါ်ရီလာတကောင်နောက်ပြီးသင်ကလူရောက်တရားနဲ့ချရတော့မယ်။ခေါ်ယူပါတဲ့ Animal Crime TikTok ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့လူရောက်တရားကိုခေါ်ရီလာတကောင်အနေနဲ့ဘယ်လိုချရမလဲဆိုတာသင်ပေးသွားမှာပါ။ပထမဆုံးပြေးလာတဲ့တရားကိုဖမ်းလိုက်ပါ။ဒီတရားကိုမြေကြီးပေါ်ကိုအသက်မရှိတော့အထိလွှဲရိုက်ပလိုက်ပါ။ပထမဆုံးတရားကသင်ရဲ့လက်နက်ဖြစ်လာပါလိမ့်မယ်။ဒီလက်နက်ကိုအသုံးချပြီးထပ်ပြီးပြေးလာတဲ့သူတွေကိုရန်ထုတ်ပါ။ရန်ထုတ်ရင်အယောက်20လောက်ကြာသွားတဲ့အခါသူတို့ရဲ့ body ကိုကင်ပြီးတော့ကျန်တဲ့အယောက်80စီကိုပစ်ပါလူတွေကိုတိုက်ခိုက်တဲ့အခါမှာအောက်ပိုင်းကိုအဓိကထားပြီးတိုက်ခိုက်ပါသို့တိုက်ခိုက်ခြင်းဟာသူတို့ကိုနေသွားပါစေလိမ့်မယ်နောက်ပိုင်းလူနည်းစုပဲကျန်တော့တဲ့အခါသင်ဟာသူတို့ကိုနိုင်လို့ရပါပြီသင်ဟာရာဇဝမှုရဲ့ကျန်တဲ့သက်တွေဆိုရင်ဒီကောင် online follow တွေ့ထားပါမကြခင်မှာပြန်တွေ့ပါမယ်